ဘောလုံးသမားတွေဘာကြောင့်ကလေးတွေနဲ့လက်တွဲပြီးကွင်းထဲဝင်ကြတာလဲဘောလုံးပွဲကြီးတိုင်းမှာမြင်နေရတဲ့အရာတစ်ခုရှိပါတယ်ကမ္ဘာအကောင်းဆုံးဘောလုံးသမားတွေဟာကွင်းထဲဝင်တဲ့အချိန်မှာကလေးလေးတစ်ယောက်ရဲ့လက်ကိုတွဲပြီးဝင်လာကြတာပါမက်ဆီဖြစ်ဖြစ်ရိုနယ်ဒိုဖြစ်ဖြစ်အမ်ဘတ်ပီဖြစ်ဖြစ်အားလုံးဒီအစဉ်လာကိုလိုက်နာကြပါတယ်လူအများစုကတော့ကလေးတွေကိုပြောင်းအောင်ခေါ်လာတာပဲလို့ထင်ကြပါတယ်ဒါပေမဲ့ဒီအစဉ်လာရဲ့နောက်ကွယ်မှာလူတော်တော်များများမသိသေးတဲ့အဓိပ္ပာယ်တွေရှိနေပါတယ် fair play ကိုစားပြုဖို့ဒီအစဉ်လာရဲ့အဓိကရည်ရွယ်ချက်က fair play တရားမျှတပြီးလေးစားမှုရှိတဲ့အားကစားစိတ်ဓာတ်ကိုဖော်ပြဖို့ပါ FIFA နဲ့ UEFA ကကစားသမားတွေကိုဒီနေ့ပွဲမှာအနိုင်ရဖို့ထက်လေးစားမှုနဲ့ကစားပါဆိုတဲ့သတင်းစကားကိုသင်္ကေတအနေနဲ့ပြချင်တာဖြစ်ပါတယ်ကလေးတွေကအပြစ်ကင်းစင်မှုနဲ့ရိုးသားမှုကိုစားပြုတာကြောင့်သူတို့နဲ့အတူကွင်းထဲဝင်တဲ့အစဉ်အလာပေါ်လာခဲ့တာပါကလေးတွေရဲ့အိမ်မက်ကိုအသက်သွင်းပေးဖို့ဘောလုံးဝါသနာပါတဲ့ကလေးတယောက်အတွက်မက်ဆီရိုနယ်ဒိုဒါမှမဟုတ်သူ့အိုင်ဒေါနဲ့လက်တွဲပြီးလူပေါင်းတောင်းချီရှေ့ကွင်းထဲဝင်ရတာဟာတသက်လုံးမေ့မရတဲ့အမှတ်တရပါဒီအတွေ့အကြုံကတနေ့ငါလဲဒီကွင်းထဲမှာကစားမယ်ဆိုတဲ့အိမ်မက်ကိုပို့ပြီးအသက်ဝင်စေပါတယ်ပွဲမစားခင်စိတ်ဖိစီးမှုကိုရှော့ချပေးဖို့ World Cup Final Champion League Final လို့အရေးကြီးတဲ့ပွဲတွေမတိုင်ခင်ကစားသမားတွေဟာအရင်စိတ်ဖိစီးနေတတ်ပါတယ်ဒီလိုအချိန်မှာကလေးတွေနဲ့စကားပြောတာရေမိုးတာလက်တွဲပြီးလမ်းလျှောက်တာကသူတို့ရဲ့စိတ်ဖိစီးမှုကိုအနည်းငယ်ရောကျစေတယ်လို့ကစားသမားတချို့ကပြောပူပါတယ်ဒါနဲ့ဒီကလေးတွေကိုဘလို့ရွေးချယ်တာလဲလူတော်တော်များများထင်တာကဒီကလေးတွေကကစားသမားတွေရဲ့သားသမီးတွေလားဆိုပြီးထင်ကြပါတယ်ဒါပေမဲ့အများစုကမဟုတ်ပါဘူးသူတို့ဟာဒေတာခံလူငယ်ဘောလုံးအကယ်ဒမီကကလေးတွေပြိုင်ပွဲစပွန်ဆာတွေကစီစဉ်ပေးတဲ့အစီအစဉ်ကကလေးတွေတချို့ပွဲတွေမှာတော့ပရာဟိတအဖွဲ့အစည်းတွေကကလေးတွေဖြစ်ပါတယ်ဒီအစဉ်အလာဘယ်အချိန်ကစခဲ့တာလဲဒီလိုကလေးတွေနဲ့လက်တွဲပြီးကွင်းထဲဝင်တဲ့အစဉ်အလာဟာ1990ပြည့်လွန်နှစ်တွေကာလမှာစပြီးလူသိများလာခဲ့ပါတယ်အထူးသဖြင့် UEFA Champion League နဲ့ FIFA World Cup ပြိုင်ပွဲတွေမှာပုံမှန်လှုပ်လာခဲ့ပြီးအခုဆိုရင် Premier League, La Liga, Bundesliga အပါအဝင်ကမ္ဘာလိဂ်အများစုမှာလည်းဒီအစဉ်အလာကိုဆက်လက်ကျင့်သုံးနေကြပါတယ်ဒါကြောင့်ကစားသမားတွေကလေးတွေနဲ့လက်တွဲပြီးကွင်းထဲဝင်တာဟာဓာတ်ပုံလှအောင်တသက်လှုပ်တာမဟုတ်ပါဘူးပြတိအထဲမှာ fair play လေးစားမှုအိမ်မက်နောင်လာမဲ့မျိုးဆက်ကိုအားပေးမှုဆိုတဲ့အဓိပ္ပာယ်အားလုံးပါဝင်နေပါတယ်ဒါကြောင့်ဘောလုံးသမားတွေကလေးတွေနဲ့လက်တွဲပြီးကွင်းထဲဝင်တာဟာအစင်လာတစ်ခုဆိုတာထက်ပိုတဲ့အဓိပ္ပာယ်တွေရှိပါတယ်ကလေးတယောက်ရဲ့လက်ကိုကင်ထားတဲ့အဲ့ဒီအချိန်ဟာနောင်လာမဲ့ဘောလုံးမျိုးဆက်တစ်တွေကိုကြိုးစုံနေတဲ့အခိုက်အတန့်လည်းဖြစ်ပါတယ်ဒီနေ့ကစားသမားဘေးမှာလမ်းလျှောက်နေတဲ့ကလေးလေးတယောက်ကမနှက်ဖြန်မှာတော့ပြိသက်တောင်းချီရဲ့အားပေးမှုကိုရမယ်ကဘာကျော်ကစားသမားတယောက်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဘောလုံးဟာဂိုးသွင်းတာအနိုင်ရတာတွေပဲမဟုတ်ပဲအိမ်မက်တွေကိုမျိုးဆက်တစ်ဆက်ကနေတစ်ဆက်စီလက်ဆင့်ကမ်းပေးနေတဲ့အားကစားတစ်ခုလည်းဖြစ်ပါတယ်